ရွှေသမင်မျက်လုံးလေးဆိုင်ကိုလေးသူပြုံးနေနှုတ်ဆက်ကရဲ့ခွဲသွားမယ်သူဘယ်လိုဝိကျွေးများရှိလာတဲ့ဒုံနဲ့ဥသာအခုမှတွေ့ကြကရဲ့ခွဲသွားရွှေသမင်မျက်လုံးလေးဆိုင်ကို